yo pommy အားလုံးပဲမင်္ဂလာပါရေရုပ်ဖောက်မယ်မှာကြိုဆိုပါရစေဆိုတော့ဒီနေ့အိမ်ကိုပါဆယ်တပုံရောက်လာရပေါ့နော်ဆိုတော့ဒီမှာဗာလေးပါမလဲဆိုတာတော့ဆက်ပြီးတော့ဆက်ကြည့်မနေတော့ပါဘူးဒီမှာပြလိုက်မယ်ဒီမှာ Blackman ကိုခေါ် The Destiny One ဟုတ်ပါတယ် in art ရဲ့ The Destiny One version Blackman ကိုခေါ်112လေးရောက်လာပါပြီဆိုတော့ခက်မြန်မြန်လေးပဲဖောက်လိုက်ကြအောင် in art ရဲ့ကောင်းတဲ့အချက်တစ်ခုကပါလဲဆိုတော့ packaging ကိုသူကဒီလိုနှစ်ဘူးပေါ့နော်နှစ်ဘူးထည့်ပြီးတော့ box damage ပါညာတိတ်မထိဘူးသူကအပြာအပေါ်မှာတဘူးပါမယ်ပြီးတော့ဒီထဲမှာနောက်ထပ် brown box ထပ်ပြီးတော့တဘူးထပ်ပါမယ်အဲ့လိုပေါ့နော်အဲ့လိုနှစ်ထပ်ဆိုတော့သူက box damage တိတ်မထိဘူးဆိုတော့ဒါလေးကတော့ box စီပဲကျွန်တော်တို့ The Destiny One Premium version ပေါ့နော်လုံးဝအင်အားကနောက်ပိုင်းဒီ Blackman ကိုခုံ line up ကိုလုံးဝ share တွေထုတ်နေတဲ့အတွက်ကြောင့်မလို့ကိုကလည်း Blackman ကိုခုံရဲ့ fan တယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကနောက်ထပ်တစ်ခုပေါ့နော်ဒါကတော့အပြင်ဘူးအခွန်ပုံစံပေါ့နော်မိုက်ပါလေဖွင့်လိုက်ပါပြီ share လာတယ်အင်အားကတော့အင်အားပါမယ်ဆိုတော့ box ကဘယ်နှချမ်းbox ဘယ်နှထပ်တောင်မှာ3တက်ဗျဒါပထမတလီယာမှာဒီမှာပထမတလီယာမှာသူကအယုတ်ပါမယ် hand အပိုပါညာပါမယ် hand အပိုရပါရင်ညာရပါမယ်ပြီးတော့သူကဒီမှာဟူခုံဒုတ်ပါမယ်ဗောနော်ဒီဟူခုံဒုတ်ကကြသူရဲ့သူကင်နေကြဘာရှင်းမဟုတ်ပဲနဲ့သူဒါပါလေဟွာဒါဘာရှင်းဒုတ်တယ်မသိခဏလေးကြည့်လိုက်အောင်ဒါကကြတော့သူကဘာရှင်းဒုတ်လဲဆိုတော့သူကင်နေကြရွှေအောင် golden staff မဟုတ်ဘူးဟွာ red sage step ပေါ့နော်ကျွန်တော် chapter 2ဟူခုံးဆော့ရလို့ဆိုရင် chapter 2အောင်တဲ့အချိန်မှာအောင်ပြီးွားရင်ရမယ်ဒုတ်ဖြစ်ပါတယ် red sage step ဆိုတော့ပထမတတိယကိုကြည့်လိုက်အောင်လုံးဝ in အကဟူခုံးပိုင်းမှာလုံးဝ premium ဆန်ပေါ့နော်သူကဒီမှာတော်တော်မိုက်တယ်ပေါ့နော်ဒီမှာဒါကတော့ body ပေါ့နော်ဒါကတော့ full body ပုံပေါ့နော်သူကဒီမှာ red sage အပြည့်စုံတယ်ပေါ့နော်ဒီကောင်ဆိုရင်ဒါဟိုလေးတွေ leather ပေါ့နော်ဒီကောင်ဆိုရင်အဝတ်သားတော့က full မှာဒီမှာဆိုရင်သူက mask နဲ့ပေါ့နော်တော်တော်မိုက်တယ်သူကဒီ face တစ်ခုတည်းပါတာမဟုတ်ဘူးဒီမှာသူရဲ့မြောက်မျက်နှာလည်းပါသေးရပါတော့ဆိုတော့သူကဒီထဲမှာကကျွန်တော်တို့ဟိုမှာလိုမျိုးနာမည်ဘယ်လိုခေါ်လဲတော့မမှတ်မိတော့ဘူးgolden staff ပေါ့နော်သူရဲ့သူကင်နေကြဝူခုံး staff တစ်ခုရှိတယ်ဒါပေမဲ့အဲ့ဝူခုံး staff တော့မပါဘူးသူကဘာပါလာမလဲဆိုတော့သူကဒီမှာ red sage ဟောပေါ့နော် red sage stuff ပေါ့နော်ဒီမှာတော့အသေးစိတ်လောက်တာဒီမှာမြောက်ရုပ်လေးနဲ့ချစ်စရာလေးမြောက်ဟုတ်တယ်မြောက်မဟုတ်ဒါပါလေဘာလဲတော့ဘာကောင်လဲတော့မသိဘူးပေါ့နော်အဲ့လိုသူလုံးဝဒီကြပဲတော်တော်မိုက်တယ်တော်တော်လဲလှတယ်ပေါ့နော်သူအနုပညာလက်ရာတော်တော်ဆန်လောက်ထားတယ်သူကအဲ့ stack ကနေဘာလုပ်လို့ရလဲဆိုတော့သူကဒီမှာဒီဟာကိုဒီကောင်တက်မယ်
ပြီးရင်ဒီကောင်အဲ့လိုတက်မယ်ပြီးတော့အဲ့လိုမဟုတ်သေးဘူးဒီအသားလေးရတော့နည်းနည်းတော့ glue ဆိုင်ရမယ်ပေါ့နော်ဂျိုးတက်တယ်ဒီမှာဒါဆိုရင် rest state stat ရအောင်ပြီဒါဒီအာမာနဲ့ဒီအာမာနဲ့ဒီဒုံနဲ့ပေါ့နော်ဒီ gain ထဲမှာဆိုလဲအဲ့လိုပဲဒီ chapter 2ပြီးသွားရင် chapter 2ပြီးသွားရင်အဲ့ဒါရတယ်ပေါ့နော်သူကနောက်ထပ်ဘာတွေပါသေးလဲဆိုတော့ဒီမှာအသက်ဖြစ်ရင်တောက်တဲ့ gout ပါမယ်ဒါလေးကတော့သူက upgrade မလုပ်ရသေးခင် level 1ပေါ့နော် level 1 gout လေးဖြစ်မှထင်တယ် level 1 gout လေးပါမယ်ပြီးတော့ကျတော့သူကဘာလေးပါမလဲဆိုတော့ဒါ tailman လေးပေါ့နော် tailman လေးပါမယ်ကျွန်တော် gain ဆော့ရလူဆိုရင်သိမယ် gain ဆော့ရလူဆိုရင်ဟိုခုံးရဲ့ staff တွေincrease ဖြစ်ဖို့ပေါ့နော်အဲ့လို attack မြင် attack မမြင်တခြားဟာတွေအဲ့လိုချိတ်တဲ့ staff လေးပါမယ်တခြားဒီမှာဟို sure တခြား accessory တွေကတော့ဘာတွေပါမလဲဆိုတော့ဒီမှာဒါဆိုရင်ဒုတ်ကင်နဲ့လက်ပေါ့နော်ဒုတ်ကင်နဲ့လက်ပါမယ်ဒါလည်း interchangeable hand တွေပေါ့နော်ဒါတွေပြီးရင်ဒီမှာဒါမျိုးလက်ဖြန့်ထားတဲ့လက်တွေပါမယ်ပြီးတော့ဒီမှာဒါဆိုရင်လက်ခလည်းမဟုတ်ပါဘူးသိချကြည့်ပါဒါဆိုရင်ဒီလို pointing hand ပေါ့နော် pointing hand ခေါ်တယ်အဲ့ဒါလေးပါမယ်ပြီးတော့ဒီမှာ fist hand လက်သီးစုပ်ပေါ့နော်လက်သီးစုပ် fist hand လေးပါမယ်ပြီးတော့ဒီမှာ gout holding hand တို့ဘာလို့လဲပါမယ်သူကဟို gout ကိုကိုင်းတဲ့ဟာပေါ့နော်ပြီးတော့ဒီမှာ staff holding hand တွေပါမယ်ပေါ့နော်သူကတော့ hand ကတော့တော်တော်များများအစုံပါတယ် okay ဆိုတော့ဒါက first layer အနေနဲ့ပြီးသွားပြီအဓိကကတော့ main ကတော့ဒီမှာ main body ဒီကခေါင်းဒီမှာ rest staff ကိုသူကလုပ်ချင်နှစ်မျိုးရမယ်ဒါမျိုးအရှည်ကိုဒီထိတ်နှစ်ခုကိုဟိုလိုတက်ပြီးဒီလိုအရှည် version ပေါ့နော်အရှည် version လည်းရမယ်အတူ version ဆိုတာဒီမှာ normal ပဲဒီကောင်ဆိုရင် normal post ပေးလို့ရတဲ့အနေထားပေါ့နော်ဟိုလိုကင်နဲ့ဟိုကုန်းဟိုလိုလာပြီးဟိုလိုကင်တဲ့အနေထားတရက်စာတော့ပဲပေါ့နော်ဒီကောင်ကတော့ဘာအတွက်လဲဆိုတော့ဒါနောက်ကြရင်ပြဆိုတော့ second session လေးဆက်သွားမယ်ဒါ second layer မှာကျတော့ဘာပါလဲဆိုတော့ဒီမှာ stand နေပေါ့နော် stand အများကြီးပါမယ်ဆိုတော့ဖောက်ကြည့်အောင်ตัวဒီမှာ base stand အနေနဲ့အပြားအကြီးပါတယ်တော်တော်ကြီးရယ်ဘာလို့တော်တော်ကြီးလဲဆိုတော့နောက်ကြရင်သိတယ်မယ်ပြမယ်ဆိုတော့ပြီးရင်ဒီမှာဟိုခုံးကို holding လုပ်ဖို့ဒီမှာ jig ဟိုပါတယ်ပေါ့နော် holding stand တစ်ခုပါတယ်ပြီးတော့ဒီမှာ accessory တစ်ခုကိုဒါလာမယ်ထောက်ဖို့ဒီမှာ stand နေပါတယ်ဆိုတော့ဒါကတော့ပုံမှန် stand နေပဲ second layer ကတော့ဘာမှထွေတူသိမရှိဘူးအဓိကဒီ stand ကြီးပေါ့နော်ဟိုကုန်းကိုထောက်မယ် stand ဆိုတော့တက် layer the main layer premium version မှာပါမယ်တက် layer အကြောင်းဆက်ပြီးပြောအောင်ဆိုတော့အခုတက် layer ရောက်လာတယ်တက် layer မှာじゃဒီမှာဒါဒီကောင်ကကြတော့သူက premium version မှာပဲရနိုင်တဲ့ accessory ပေါ့နော်ရိုး deluxe ရိုး version ဆိုရင်မရဘူး premium version only မှာပဲရမယ် accessory ဖြစ်ပါတယ် oh fuck လာလိုက်တယ် sorry for language ဒီမှာပါဒီကောင်ကဒါကဘာအဖက်လဲဆိုတော့ဒုတ်ကိုလှဲ့တယ်ဟုတ်လို့ဒူကုန်းပေါ့နော်ဟုတ်လို့ဒူကုန်းအဲ့လိုသူသုံးနေကြကွာပေါ့ဟိုဆိုအဲ့ဟောလို့လှဲ့တဲ့အခါမှာအဲ့လိုအဖက်ပေါ့နော်အဲ့လိုမီအဖက်ထွက်လာတဲ့အဖက်နှစ်ခုပေါ့နော်အဲ့ဒါပါမယ်ဒါပြီးရင်ဆက်ပြမယ်ဒါ main ပြီးတော့ဒီကောင်ကတော့ဘာ base လေးလည်းမသိဘူးပြီးရင်အညွှန်းကြည့်ပြီးတော့ဆက်ပြီးပြောပြမယ် premium version တက်ကတော့အဲ့ဒါပါပဲ premium version ကတိတ်ထူးမပါဘူးပေါ့နော်အဲ့ဒီဟာပဲအဓိကကတော့စားသွားတာဒီအဖက်ပေါ့နော်ဒီအဖက်ကြီးကစားသွားတာဒီအဖက်နဲ့ကျွန်တော်ထင်တာတော့ဟိုဟာ hack ကောပါမယ်ထင်တယ်
premium version မလို့ပါတာဟုတ်တယ် premium version ကဒီမှာဆိုရင်ရေးထားတယ် premium version မှာဘာတွေပို့ပါလဲရိုးရိုး version မှာပါလဲ premium version မှာဘာအပို့ပါသွားလဲဆိုတော့ interchangeable hat ပါမယ်သူခေါင်းပေါ့နော်ခေါင်းပါမယ်ခေါင်းအပို့ပါသွားမယ်ပြီးတော့ခုနက tailsman လေးပါမယ်ခုနအဖက်ကြီးပါမယ်အဲ့ဒါသူ့ရဲ့ဒီကွဲသွားတဲ့အချက်ပေါ့နော်ဟို standard version နဲ့ premium version နဲ့ဘာကွာလဲဆိုတာဘာဈေးကအလက်မကွာပါဘူး premium version ပဲဝယ်ပါတော့ဘာလုပ်ပါလုပ်တော့တယ် share ပဲလုပ်မှာပါဆိုတော့ဒီမှာ manual လေးကိုတစ်ချက်ဖတ်ကြည့်ပြီးတဲ့အချိန်မှာ manual လေးကိုတစ်ချက်ဖတ်ကြည့်ပြီးတဲ့အချိန်မှာသူကဒီမှာstart effect ကိုဘယ်လိုသွင်းရမလဲဆိုတော့ပထမဆုံးဒီ take ကဟာကိုဟောလို့ဖြုတ်မယ်ဆိုတော့ဒီဟာလေးအထိပဲရအောင်ဒီဟာလေးအထိပဲရအောင်လာမှာပေါ့နော်ဒီဟာလေးအထိပဲရအောင်လုပ်မယ်ပြီးတော့ခုနalphabet နှစ်ခုကိုဟောလို့ပေါ့နော်alphabet နှစ်ခုကိုဘယ်လိုလဲဆိုတော့ alphabet နှစ်ခုကိုဟောလို့တက်မယ်ဒါမျိုးပေါ့နော်share ပဲဟိုကောင်ဟောလို့လှဲ့နေလို့ဟုံဆိုလှဲ့နေလို့ဟောလို့ဖြစ်တဲ့အဖတ်မျိုးပေါ့နော်ဒါ premium version မှာရမယ်အဖတ်ဆက်ပါဒီဟာလေးပါမယ်ဆိုတော့နှစ် version ပြမယ်ပထမဆုံး version ကဘာလဲဆိုတော့အခုခုနကဒီပြလိုက်တဲ့ဒုတ်ပေါ့နော်ဒီဒုတ်လှဲ့နေတဲ့ version ကိုအရင်တက်ပြမယ်သူရဲ့ဘလို့လှလဲပေါ့နော်ဘလို့လှပလဲဆိုတော့ဟာလေးကိုတစ်ချက်ပြမယ်ဆိုတော့အဲ့ဒါအတွက်လိုမှာဘာလဲဥမာလဲဆိုတော့အဲ့ဒါအတွက်ကဘာလိုမလဲဆိုတော့ဒီမှာကျွန်တော်တို့ခုနကမပြတဲ့ထဲမှာဒီမှာဟိုဟာလေးပါမယ် stand လေးတွေပါမယ်ပေါ့နော်ဒီ stand ကိုဒီ stand ပါမယ်ဒီ stand ကိုခုနကဒီအဖတ်ပတ်တစ်ခုမှာဒီကောင်နည်းနည်းလေးတော့ကြာဖို့တော့ဟိုဖြစ်ရမယ်ဟိုတေချာလေးတော့တက်ရမယ်ပေါ့နော်ဘာလို့လဲဆိုတော့သူ align လေးတိတ်မဖြစ်ချင်ဘူးသူကဒီမှာဟိုဟာလေးstart လေးရပါအဲ့ဒါမှငြိမ်မှာပေါ့နော်သူရဲ့ဒီမှာဘူးအတိုင်းပဲသွားမှသူကငြိမ်မယ်အဲ့မှနည်းနည်းဟလိုမကြဘူးပေါ့နော်အဲ့မှနည်းနည်းလေးငြိမ်မယ်ဆိုတော့အဲ့ဒီ effect ကိုဒီမှာတက်ပြီးတော့သူကဘယ်လိုလဲဆိုတော့ခုနကအကွင်းအဝိုင်းလေးအသေးလေးတစ်ခုပါတယ်ဒီမှာပေါ့နော်ဒီမှာဒီအကွင်းအဝိုင်းလေးတစ်ခုပါမယ်အဲ့ဒီအကွင်းအဝိုင်းလေးမှာအဲ့လိုလေးတက်လိုက်အဲ့ပြီးရင်ခုနကကျွန်တော်တို့ရဲ့ချေရတဲ့ဟူခုံးပေါ့နော်ဟူခုံးရဲ့ဟောနော်ဒါဟူခုံးရဲ့ holding hand box ရှိမယ်အဲ့ဒါကိုအဲ့တုပ်ကိုအလောကိုင်းရဒီလိုပေါ့နော်ဟူခုံးဟောတော့လှဲ့တဲ့ဆိုရင်ဟိုခုံးရဲ့ဒီမှာဟိုထုတ်လှဲ့နေတဲ့ action ပေါ့နော်သူဟိုလိုဟိုခုံးရဲ့ဒီမှာတုတ်လှဲ့နေတဲ့ version ဒါဆိုရင်ဒါက version တစ်မျိုးပေါ့နော်သူဒီလိုတုတ်လှဲ့တဲ့ version ပေါ့နော်နောက်က stand လေးဖြုတ်လိုက်ဟိုခုံးဟလိုဒီမှာပေါ့နော်ဟလိုဒါသူဟလိုလှဲ့နေတဲ့ version ပေါ့နော်အဲ့ဒါတစ်ခုရမယ်ဒါဒီမှာပေါ့နော်ဒါဒီမှာဟိုခုံးဟလိုဒုတ်လှဲ့ရပါတော့ဟလိုဖုံလှဲ့နေတဲ့
version ပေါ့နော်သူရဲ့ဒီမှာဟိုဟာတော့ကိုဟိုလိုလှည့်တဲ့အချိန်အချိန်ထွက်နေတဲ့ version ဒါက version တစ်မျိုးပေါ့နော်ဆိုတော့ version 1ကတော့ပြီးသွားပါပြီဆိုတော့နောက် version တစ်မျိုးကကြတော့ဒါကိုဒီကောင်ကမျိုးစုံ post ပေးလို့ရတယ်ဒီတိုင်းလေးပဲဒုတ်ကင်ပြီးတော့ဒီတိုင်းရက်နေတဲ့ post လည်းပေးလို့ရတယ်ခုနကလိုဟာလိုဒုတ်လှည့်တဲ့ဒုတ်လှည့်တဲ့ version ဘာညာလဲလုပ်လို့ရတယ်ပေါ့နော်နောက်ထပ်တစ်မျိုးကသူကဘာလုပ်လို့ရသေးလဲဆိုတော့နောက်ထပ် stand ကကြတော့ဘာလုပ်လို့ရသေးလဲဆိုတော့ကခုနဒီ stand တွေကိုဟိုလိုဖြုတ်မယ်ဖြုတ်ပြီးတော့ဒီထဲမှာနောက်ထပ်ဟိုလို stand ဒူစတန်လေးပါသေးရပါတော့အဲစတန်ကဟိုလိုတက်မယ်တက်ပြီးတော့သူကဒီမှာ pillar stand ဆိုတာရှိရပါတော့ pillar stand ကတော့ဗာလဲဆိုတော့ကျွန်တော်တို့ဘူကုန်းဆော့ရလို့ဆိုသိမယ်အစိမ်းအောင်ဖိရတဲ့အချိန်ဒုတ်ကြီးရှည်ထွက်လာပြီးတော့ဗျန်းဆိုရိုက်ချတဲ့အကွက်ပေါ့နော်အဲ pillar stand ရှိမယ် pillar stand post ကဘယ်လိုပေးရမလဲဆိုတော့အခုဒီမှာဒီကောင်တက်မယ်ပြီးတော့ခုနကဒီညက်ပေါ့နော်ညက်ရှိမယ်ညက်ကိုတက်မယ်ညက်ကိုတက်ပြီးရင်ဒီမှာဆိုဒါဆိုဟိုလိုအမြင့်ရသွားပြီပေါ့နော်ပြန်ကောင်းဆိုရင်ဟိုလို post တော်တော်မြင့်ရသွားပြီတော်တော်မြင့်ရသွားတဲ့အချိန်မှာဘာလဲဆိုတော့ခုနကဒီမှာဒုတ်ဟိုလို step အရှိရှိမယ်အဲ step အရှိကိုခုနကဒုတ်မှာခုနတော့မှာဟိုလိုသွားလို့တဲ့ချိန်ဟိုလို staff ကလည်းသူဟိုလိုအရှိလိုက်ဖြစ်သွားပြီအရှိလိုက်ဖြစ်သွားတဲ့အချိန်မှာဟိုလိုဘာဖြစ်မလဲဆိုတော့ဝူခုံးကိုဝနတချင်းလေးလိုပဲအမြင့်ဆုံးမှထားရပါမယ်ဒီ post ကတော့နည်းနည်းလေးပေးရတာခက်တယ်ဆိုတော့ဘာကြောင့်ခက်လဲဆိုတော့ဒီရုပ်ရဲ့ weight ကိုweight ကိုတိတ်မဟိုးနိုင်ဘူးပေါ့နော်မဟိုးနိုင်ဘူး One eternity later. pillar stand တော့မရဘူးပေါ့နော်ဒီမှာဒါဆိုရင်ဒါတော့ကမြင်းမမြောက် stand ပေါ့နော်တော့ဒါမျိုးလေးဒါမျိုးလဲဒီမှာ post ပေးလို့ရတယ်တော့ငြိမ်တော့ထားဖို့လိုမယ်ပေါ့နော်ဘာလို့လဲဆိုတော့ဟိုအရင်လှုပ်ရင် weight အရှိန်ရပြုတ်ကျနိုင်တယ်ဒါပေမဲ့တော်တော်လှတယ်ဒီကောင်ခန့်ကြီးပေါ့နော်ဒီကောင်ဟယ်လို pillar stand မဟုတ်သေးတာတော့မှတော်တော်မိုက်နေပြီ pillar stand လည်းထပ်တော့ try ကြည့်ပါဦးမယ်ဆိုတော့ဒီနေ့ကတော့ပြောချင်တာတော့တော်တော့ပါပဲဒီပြောင်းမျက်နှာတော့မပြောင်းပြတော့ဘူးပေါ့နော်ဆိုတော့ဒီနေ့ကတော့ပြောချင်တာတော့တော်တော့ပါပဲရိုးဖောက်မယ်ကိုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်လည်းအယုတ်လေးဒီထက်အများကြီးဖောက်ပြပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ channel လေးကို like subscribe လုပ်ပြီးတော့နောက်ထပ် unboxing အသစ်တစ်ခုမှဆက်တွေ့ကြတော့ပေါ့ See you for today. Bye bye. 我懂的是，你他娘的杀我猴子猴孙，山老鼠。